စေတော့မကောင်းတော့ဒါနှစ်ယောက်စားပဲနော်ဒါနှစ်ယောက်စားမယ်ပေါ့နော်ဒီလောက်ပကံလုံးနဲ့နှစ်ယောက်ပါပဲနော်ကျမတို့ကတော့တိတ်အစားမကြည့်ဘူးဖြစ်တယ်ဒါတော့အမဲသားဟုတ်တယ်နော်အရှင်ထဲမှာထည့်ဖို့ဒါတော့အရှင်ရဲ့အစာပလာ9နှစ်နဲ့အရွက်ကျိုးဆိုင်ငရုတ်တီးအရှင်ရေမကြီးရေပေါ့နော်ဒါတော့မပြီးသေးတဲ့ဖြောဆဲမှုပေါ့နော်ဒါဒီပကံလုံးစားရှင်တဲ့သူတွေလာစားလို့ရပါတယ်ဒီဘက်လက်ဒါကျမတို့ရဲ့စဖို့မှုအမကြီးဖြစ်ပါတယ်ဒါတော့စားဖြင်းနဲ့ရေနွေးနဲ့တောက်ဖို့ဒါတော့ဖက်ခါရေနွေးထဲတာပေါ့နော်စားဖြင်းရရေနွေးနဲ့ပို့ပြီးမှလိုက်တယ်လေတောက်ပေါ့အောင်စိန်ထားလိုက်မယ်နော်ဒါတော့အမဲသားဘာလောက်တာလဲတော့မသိဘူးအိုးထဲမှာထည့်ထားတယ်ဘာလို့လဲအဲ့ဒါအရှင်ရေရှို့ဖို့အတွက်အမဲသားကိုအိုးနဲ့ချက်လိုက်တာတဲ့ကျမတော့မသိဘူးပေါ့နော်ကျမစားလို့စားတတ်ပါလေအရှင်ထဲမှာမကြီးအရှင်ထဲမှာတံမြာတိပြန်ပြီးညစ်ထဲတာတဲ့ဒီနားလေးမှာပေါ့နော်ပြင်ဆင်လို့မပြီးသေးဘူးကျမတို့အရန်နေစားချင်ပြီးတော့ပါဇက်တော်မှာတပြင်းပြင်းဖြစ်နေရပေါ့နော်ဒီမှာအရှိပကတသေးလေးမဟုတ်ပါဘူးနော်ဒီတော့တိုင်းမဆိုရင်တော့မမနဲ့နှစ်ယောက်သားသိအကြီးစားကြီးဖြစ်တယ်နော်အကြီးစားကြီးဟုတ်တယ်ဒါရှင်ဆက်တာပေါ့နော်ပြီးစီးတော့မယ်နော်နောက်ကျရင်ငားနေမယ်နော်မကျဲဘူးထဲရမောက်ခါအဲ့တော့အမဟုတ်တယ်နော်မျိုးနဲ့တိတ်နေပါတယ်စားဖြစ်တိတ်နေပါတယ်မျိုးနဲ့ဒုတိယတိတ်ချင်းပါတကယ်ချစ်ချင်းနဲ့တိတ်လို့ရပါတယ်မျိုးတရားတော့ရှေ့ပဲကိုပြီးတဲ့ပြောပါတယ်ပဲလိုက်တော့ပြန်ဒီတသေးလေးကတော့အဆက်မစားနိုင်တဲ့ပီပီလေးတွေအတွက်ဟုတ်ပါတယ်နော်ကဲဒါအားလုံးပြီးစီးသွားရပါတော့စားလို့ရပြီအများကြီးပဲနော်စားရှင်တဲ့သူတွေပါစားဒီမှာကြည့်တထွားတော့မကောက်ဘူးပကံလုံးတွေကအရင်ကြီးတယ်နော်တသေးလေးမဟုတ်ဒါတော့သူနဲ့လိုက်အောင်လို့ဒီနေ့ဖတ်ထားပါတော့ဒါစားလို့ရပါပြီအမေဆူဆူတော့ထိုင်ခွန်နေအောင်ကိုဖုန်းထားခဲ့လိုက်တော့ငါနေဘယ်ခါပြောရမလား拜拜。